ဒီနေ့မှာတော့ကျွန်တော်ကဒီ Facebook ရဲ့ပေါ့နော် user name ကျွန်တော်တို့ Facebook မှာနာမည်ပြောင်းတဲ့နည်းလေးကိုကျွန်တော်ဒီနေ့မျှဝေပေးပါမယ်ကျွန်တော်တို့ Facebook ထဲဝင်လိုက်ပါခင်ဗျာပြီးလို့ချင်းကျွန်တော်တို့ကဒီမှာ profile pic ကိုနေလဲပါပြီးရင်ဒီပုံမှာကျွန်တော်တို့အပေါ်မှာ setting ပုံလေးရှိပါတယ်အဲ့ဒီဟာလေးကျွန်တော်တို့ထည့်လိုက်ပါမယ်ခင်ဗျာပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ personal details ဆိုတာရှိပါတယ်အဲ့ဒီဟာလေးကိုကျွန်တော်တို့ထည့်လိုက်ပါပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ profile ဆိုပြီးတော့ဒီမှာကျွန်တော်အောင်ဆန်းပေါ့နော်ဆိုတော့အဲ့လေးကိုကျွန်တော်တို့ထည့်လိုက်ပါခင်ဗျာဒီနေရာမှာကျွန်တော်တို့ဒါလေးကိုထည့်လိုက်ပါမယ်ခင်ဗျာအောင်ဆန်းဆိုတဲ့နာမည်လေးကိုကျွန်တော်တို့ထည့်လိုက်ပါမယ်ဒီနေရာမှာတော့ကျွန်တော်တို့ကဒီမှာအပေါ်ဆုံးမှာရှိတဲ့ name ဆိုတာလေးကိုကျွန်တော်တို့ထည့်လိုက်ပါကဲဒီမှာတော့ကျွန်တော်တို့က first name ရဲ့ကျွန်တော်တို့ middle name ရဲ့ကျွန်တော်တို့ဒီမှာ short name ရဲ့ဆိုပြီးတော့3ခုရှိရပါတော့တကယ်တော့ကျွန်တော်တို့ကနှစ်ခုပဲထည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီနာမည်ရဲ့နှလုံးဆိုလို့ရှိရင်လည်း first name နဲ့အောက်ကကျွန်တော်တို့ဒီမှာစာနင်းနေရာမှာထည့်လိုက်ရပါတယ်အခုကျွန်တော်က3လုံးပြောင်းပြမယ်ပေါ့နော်ဒီမှာတော့သူကကျွန်တော်တို့ဒီ Facebook ကျွန်တော်တို့နာမည်တစ်ခါရှင်းပြီးကျွန်တော်တို့ရက်ပေါင်း60ဆောင်းရမယ်ပေါ့နော်ဒါကတော့ကျွန်တော်အသစ်ရှင်းမယ်ပေါ့နော်ကျွန်တော်တို့တစ်ခါမှမရှင်းရသေးဘူးပေါ့ဆိုတော့ကျွန်တော်တို့အခုလိုမျိုးနာမည်လေးကျွန်တော်တို့ထည့်ပြီးတော့ပြီဆိုလို့ချင်းကျွန်တော်တို့အောက်မှာဒီမှာ review ရှင်းဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါကဲအပေါ်မှာကျွန်တော်တို့ကဒီမှာပိုအောင်ဆန်းရှိတယ်ပိုဆန်းရှိတယ်ဆန်းအောင်ပိုရှိတယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီမှာပိုအောင်ဆန်းကိုရှင်းမှဖြစ်တဲ့ကြောင့်မလို့ပိုအောင်ဆန်းကိုရွေးပြီးကျွန်တော်တို့ဒီမှာ save ရှင်းဆိုတာလေးကိုနှိပ်ပေးပါခင်ဗျာโอเคဒါဆိုရင်တော့ကျွန်တော်တို့နာမည်ရှင်းရလန်းစဉ်ပြီးဆုံးသွားပါပြီခင်ဗျာအားလုံးပဲလောက်တက်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော် Facebook နာမည်ချင်းဒါအခုဒီမှာပေါ်အောင်ဆန်းဆိုပြီးပြောင်းသွားပြီပေါ့နော်โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ် Mobile knowledge sharing